ပလေယောဂတန်ခံနေရတဲ့ Fisher-Lasky ရဲ့နေဆက်တွန်းတဲ့မှာကာသက်စစ်စစ်တရင်တစုစစ်အဖွဲ့အစည်းတံပို့ရမယ်ရွှေရင်းကားတွေတည်ဆောင်ရင်ခရီးနှင်လာနေပါတယ်ဒီတရင်ကိုအနီးနားရွာမှာကြိုဆောင်နေတဲ့မစင်အိုစာဆိုသူတယောက်ရှိပြီးအရက်ဆိုင်မှာနေစိမ့်နဲ့တောက်စိတ်ကိုပိုင်ရှင်ကအတင်းတောင်းနေပြီမို့ကာသက်စစ်တွေတော်တွေလာရင်အကုန်ရှင်းပေးလိမ့်မယ်ပြောပေမဲ့ဆိုင်ရင်ကတော့ကာသက်စစ်တွေတော်ဆိုတာမကြားဘူးကြောင်းနဲ့တကယ်ရောရှိရလားလို့ဆိုတဲ့အခါမစင်အိုစာကငါ့ကိုလိန်စားတဲ့များထင်နေလားလို့ဆိုကဒေါပွားနေချိန်ဒေသခံရွာသားတယောက်အနီးနားကိုရောက်လာခဲ့ပြီးမစင်အိုစာရဲ့အကျွေးတွေကိုတူရှင်းပေးမယ်လို့ပြောလာပါတယ်အဲ့ဒီအတွက်ဝက်ချန်ရှင်းပေးရမယ်လို့စနောက်ရင်မင်းကဘာစစ်တဲ့တော်မှမဟုတ်ဘူးဝက်ချန်ရှင်းသမားလို့စော်ကားလာတာကြောင့်ဥစားတယောက်သူ့ကိုလှောင်ပြောင်တဲ့ရွာသားနှစ်ယောက်ကိုကောင်းကောင်းပညာပြလိုက်ပြီးနောက်ပါဇက်တင်ရဲမိအတင်ရဲလုံးတဲ့တယောက်ကိုတော့အကင်များပေါ်တင်ကမျက်နှာတစ်ချမ်းမီးမြိုက်ပေးလိုက်ပါတယ်တစ်ဖက်မှာကာသက်စစ်တဲ့တော်တွေတောထဲမှာတမန်ဥပဒေနဲ့တွေ့ကခရီးကြံ့ကြာနေပါတယ်တိတ်မကြခင်ဦးစားစီကိုဒဏ်ရာပြင်းထန်ရထားတဲ့စစ်တဲ့တယောက်ရောက်လာခဲ့ပြီးသူတို့အဖွဲ့သားတွေတမန်ဥပဒေလက်ချက်နဲ့အကုန်သေးကုန်မီလို့ပြောလာတာကြောင့်အသက်လူနေတဲ့စစ်တဲ့ကိုမြင်းမော်တင်ကတိုက်ခိုက်ခံနေရတဲ့နေရာစီရောက်လာပါတယ်စစ်တဲ့တွေအားလုံးကအသက်ပြောက်နေပြီးစစ်အဖွဲ့စည်းတံပို့ရမယ်ရွှေပြားတွေပြောက်နေတာကြောင့်ဒဏ်ရာရနေတဲ့စစ်တဲ့ကိုတနက်ထောက်ဆင်မြဲပေမဲ့ဘာမှပြန်မဖြေနိုင်ပဲမတိဘူးလို့သာပြောနေပါတယ်ဒီအချိန်တခင် Fisher-Lasky ရဲ့အိမ်တော်ရင်းဖြစ်တဲ့ဖိုကယ်ဆိုသူနေရာကိုရောက်လာကစစ်တဲ့တော်တွေတည်ဆုံးနေပြီးတနက်တလန့်နဲ့မစင်အိုစားကိုတွေ့ရတာကြောင့်အန်ကြီးကိုချောင်းရိုက်စီကမစင်အိုစားကိုအိမ်တော်စီခေါ်လာပါတယ်အမျိုးမျိုးနှိမ့်ဆက်ကရွှေရီပမာလဲမင်းနေပေမဲ့မစင်အိုစာကသူမသိဘူးလို့ဆိုကသူနဲ့အတူပါလာတဲ့သူကိုမေးကြည့်ဖို့ပြောချင်အသက်လူနေတဲ့စစ်တဲ့တော်လဲကြာဆုံးသွားခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်အိမ်တော်တွေဟာအန်စီကိုတန်ချောင်းတစ်ချောင်းမီးငင်စေပြီးမစင်အိုစာကိုတန်ပူနဲ့နှိမ့်ဆက်ကအတင်းစင်မင်းနေချိန်နေရာကိုတခင်ကြီး Fisher-Lasky ကိုယ်တိုင်ရောက်လာကလူတယောက်ကိုအဲ့လောက်ထိမနှိမ့်ဆက်ဖို့ပြောရင်အန်စီကိုအပြစ်တင်နေပါတယ်အဲ့နောက်ကာသက်စစ်တဲ့တော်တယောက်ဖြစ်တဲ့မစင်အိုစာကိုခွေးလောင်ရင်အနီနာကလောင်ရင်တစ်ခုမှာတောကတ်ထင်းသိမ်းထားလိုက်ပါတယ်တခင်ကြီးကတော့မစင်အိုစာဆိုတဲ့နာမည်ကိုတဏီယာမှာကြားဘူးကြောင်းပြောနေပါတယ်သူမနာမည်ကမေရင်ကာဖြစ်ပြီးတခင်ကြီး Fisher-Lasky ရဲ့တူဦးရဲတော်သမီးဖြစ်ပါတယ်သူမအမေဆုံးပြီးတဲ့နောက်မိရေးဖြစ်သူဟဲလန်ကိုအင်ရှင်မတယောက်လိုဆက်ဆံနေရပေမဲ့အမြဲအမြင်မကြည့်နေသူဖြစ်ပါတယ်တနေ့တော့သခင်မာလေးမေရင်ကာနဲ့အိမ်တော်ထိန်တို့ဓာရီလေးကျင့်နေချိန်မစင်အိုစာတယောက်ခွေးတွေကျွေးထားတဲ့အယိုးကိုလူကအားရပါရကိုက်စားနေပြီးဓာတ်ကိုက်ထားတဲ့မိန်းမဆိုတာမြင်းတကောင်ကိုဂျူတက်ပေးလိုက်သလိုပဲမို့မိန်းမဆိုတာမိန်းမလို့လို့ရမှာဖြစ်ပြီးဓာတ်တစ်ချောင်းနဲ့ရှောက်စုံနေလို့ပဲဖြစ်မလဲလို့ဆိုကရန်သွားစားလိုက်တာကြောင့်မေရင်ကာတယောက်သူမတိတ်ခါကိုထိပါလာတာမို့မစင်အိုစာကိုလှောင်ရင်တွေကထွက်ခိုင်းကသူမနဲ့ဓာရီရှင်ဖို့ပြောလာပါတယ်ဒီခွင့်ရေးကိုစောင့်နေတာမို့မစင်အိုစာနဲ့မေရင်ကာဓာရီရှင်ခဲ့ပြီးအိုစာရဲ့မညာမနာကန်လိုက်မှုကြောင့်မေရင်ကာတယောက်လဲကျသွားပါတယ်နေရာကိုသခင်ကြီးရောက်လာချိန်မှာတော့အိုစာလဲဓာတ်ကိုပြန်ပေးဖို့လုပ်တဲ့အခါမစင်အိုစာဆိုတာအကြီးကြီးတဲ့ကာသက်စစ်တဲ့တော်တယောက်ဖြစ်တာမို့လက်နဲ့ရှိထားတဲ့နယ်လို့ဆိုကဓာတ်ကိုယူထားစေပါတယ်အဲ့နောက်သခင်ကြီးကနောက်ဆုံးတော့မစင်အိုစာဆိုတဲ့နာမည်ကိုဘယ်မှာကြားဘူးလဲမှတ်မိပြီလို့ဆိုကကာသက်စစ်တဲ့တော်တွေကိုတူရကီတွေလက်ကနေကဲလိုက်တာမင်းမလားလို့ပြောခဲ့ပါတယ်ဒါကြောင့်ပျောက်သွားတဲ့ရွှေတွေကိုအိုစာရှာလွှဲနိုင်တယ်လို့ယူဆတာကြောင့်အီဇန်နဲ့အိမ်တော်ထိန်တို့ကိုမစင်အိုစာနဲ့အတူထက်ကရွှေပြားရှာဖို့တော့လွှတ်လိုက်ပါတယ်အိမ်တော်ထိန်ဖို့ကအိုစာကိုရွှေပြားတစ်ပြားပြစ်ပေးလိုက်ပြီးအခုထွက်သွားခြင်းထွက်သွားလို့ရပြီဖြစ်ကြောင်းနဲ့တခင်ကြီးကိုထွက်ပြေးသွားတယ်ပြောလိုက်မယ်လို့ဆိုလာပါတယ်။အိုစာလည်းကြောင်မစင်းသားတော့ပဲသဘောတူလိုက်ပြီးအိမ်တော်ထိန်တို့နဲ့လမ်းခွဲကတယောက်တည်းထွက်လာလိုက်ပါတယ်။ဖိုကယ်ကသူတို့ငွေပြပြန်ယူလာဖို့အီဇန်ကိုပြောလိုက်ပြီးအိုစာနောက်လိုက်စီခဲ့ပါတယ်။မြင်းကောင်ကိုအချိန်နဲ့ဆိုင်းလာတဲ့အိုစာတယောက်ကျိုးရီတန်တန်းကြောင့်နေရာမှာမှောက်ရက်လဲသွားပါတယ်။သစ်ပင်မှာဆုံးမတယောက်ကိုတွေ့လိုက်ရပြီးတောက်ဆုံးတွေအလောက်တက်နေကြလားလို့ဒေါသတကြီးပြောနေချင်းနေရာနီးမှာရွှေပြားတချို့တွေ့ရတာကြောင့်ကျန်တဲ့ရွှေတွေပဲမှလည်းအတင်းစင်မြေပေမဲ့စိုးမကြီးကတော့ရဲတိုက်ရှိတဲ့နေရာမှာရွှေရှိတယ်ရွှေရှိတဲ့နေရာမှာကာသက်စစ်တဲ့တော်တွေကိုတတ်သွားတဲ့တရားခံကိုတွေ့လိမ့်မယ်လို့ပြောခဲ့ပါတယ်။အိုစာလည်းလမ်းတစ်လျှောက်မှာဒီစကားတွေကိုစဉ်းစားရင်အဖြစ်ရှာနေချိန်အကူကြီးတောင်းနေတဲ့အတန်ကိုကြားလိုက်ရတာကြောင့်အနီးဘက်ဝန်းကျင်ကိုရှာကြည့်လိုက်တဲ့အခါဂျီအိုင်ထဲမှာတိုင်ပတ်နေတဲ့အီဇန်ကိုတွေ့လိုက်ရပါတယ်။အဲ့နောက်အိုစာနဲ့အီဇန်အိမ်တော်ကိုပြန်ရောက်လာခဲ့ပြီးတခင်ကြီးကိုဖေချောင်းကိုစဉ်ပြောပြလိုက်တဲ့အခါအိမ်တော်ရင်းတယောက်မခံမရဲနိုင်တဲ့ရန်မှုဖို့ဓာတ်ကိုဆွဲထုတ်တခင်ကြီးလည်းကိုနေရာမှာကိုပြန်ထိုင်ဖို့တတိပေးလိုက်ပါတယ်။အိုစာကိုရွှေပြားတွေရှာတွေးခဲ့လာမိတဲ့အခါတမန်ဦးမလီရဲ့ခြေရလက်ရရှာတွေးခဲ့ကြောင်းနဲ့ပုံစံရတော့တမန်ဦးမလီတိုက်ခိုက်တာဆိုပေမဲ့တိုက်ပွဲအနီးမှာရှိုးခဲ့တဲ့မိဟာလူတယောက်ရှို့ထားတာမို့တမန်ဦးမလီနဲ့အတူလူတယောက်ရှိနေတယ်လို့ဆိုကသူတွေးခဲ့တဲ့မြကိုပြောပြလိုက်ပါတယ်။မေရီကာကသူမစကားတွေကိုတခါမှမယုံခဲ့တဲ့သခင်ကြီးဟာအခုဒဇိန်တယောက်ရဲ့စကားကိုယုံနေပြီလားလို့ဆိုကနေရာကထားသွားပါတယ်။ညဘက်လူချေတဲ့ချိန်မှာတော့မေရင်ကာကအိုစာကြီးတဲ့အရာစီတေးသေးစိတ်ရောက်လာပေမဲ့ကျိုးသိနေတဲ့မစင်ကိုစကြောင့်အကြက်ရိုက်သွားပါတယ်။ရွှေတွေပမာရှိတဲ့လာမေးတာဖြစ်ကြောင်းသိရတဲ့အခါတောထဲမှာတမန်ဦးမူတွေနဲ့လူတယောက်ရဲ့သဲလွန်စားကူလာခြေရာခံတန်ကြောင်းနဲ့
မင်းကရွှေကိုဘာလို့အဲ့လောက်စိတ်ဝင်စားနေတာလဲလို့မေးလိုက်ပါတယ်မေရင်ကာကဒီကနေထွက်ပြေးကပင်လယ်ရဲ့တစ်ဖက်ကန်းစီသွားရှင်နေသူဖြစ်ပြီးဒီအိမ်မှာသူမတွေမဟုတ်ပဲအားလုံးကရွှေလူအပ်နေကြတာလို့ဖြေဆိုပါတယ်ဒီလိုနဲ့မနက်ရောက်ချိန်မှာတော့မစင်ဝဇာနဲ့အီဇန်တို့စကားပြောကြရင်သူ့ရဲ့ကာချက်80တော်တွေဟာလွယ်လွယ်နဲ့မကြရှုံးနိုင်ဘူးလို့ပြောနေချိန်အစိတ်ကက်ခံရနိုင်တယ်ဆိုတာတွေးမိလိုက်တာမို့ကာချက်80တော်တွေဒီမှာစကန်တစ်ထောင်နာချိန်အထုပ်တွေဘသူပြင်မေးလိုက်တာလဲလို့အီဇန်ကိုမေးကြည့်လိုက်တဲ့အခါတခင်မဟဲလန်ပြင်မေးခဲ့တယ်ဆိုတာသိလိုက်ရပါတယ်။အိုစာတယောက်တောထဲကဆိုမကြီးစီပြန်ရောက်လာခဲ့ပြီးတိတိတော့ပြောပြပေးဖို့တောင်းဆိုကြည့်တဲ့အခါကာချက်80တော်တွေအစိတ်ကတက်ပြက်ခံရတယ်ဆိုတာသူသိကြောင်းနဲ့ဘယ်လူကိုဘာစေးသုံးရမလဲဆိုတာသိရင်ဆေးကလူကိုသိစေနိုင်ကြောင်းပြောကအစိတ်ရည်တွေမျိုးကိုလောင်းပြလိုက်ပါတယ်။မစင်အိုစာကအစိမ်းရောင်ပြောင်းသွားကြောင်းပြောတဲ့အခါသူသိတာတခြားဖြစ်ပြီးအမြင်တွေကလှည့်စားတဲ့တာမို့ဘယ်တော့မှအယုံမလွယ်ဖို့ပြောလိုက်ပါတယ်။တပတ်မှာတော့တခင်မဟဲလန်ဟာတခင်ကြီးကိုဆေးရည်ဒီမျိုးကိုတိုက်နေပါတယ်။အိုစာတယောက်အိမ်တော်ကိုပြန်ရောက်ချိန်မှာပဲတခင်မဟဲလန်နောက်ကိုခြေရာခံလိုက်ကဆေးရည်ပလင်းလေးနဲ့ပြည့်နေတဲ့အခန်းထဲမှာဓာတ်ထောက်ဆင်ပေးလိုက်ပါတယ်ဟဲလန်ကဒီအခန်းဟာအစိတ်တွေမဟုတ်ကြောင်းနဲ့ဘင်းကြီးအတွက်ဆေးရည်တွေလို့ပြောနေပေမဲ့အိုစာကတော့ကာသက်စစ်တဲ့တော်တွေကိုဟဲလန်ဆိတ်ခဲ့လိုက်တယ်လို့ယုံကြည်နေတာကြောင့်ရွှေပြားတွေဘက်မှာလည်းအတင်းမင်းနေချိန်တခင်ကြီးနဲ့သာစကားပြောနိုင်မယ်ဆိုတာကြောင့်အိုစာတခင်ကြီးကိုသွားခေါ်နေခိုက်အီဇန်ရဲ့တန်ကုန်ဟင်းငိုကြွေးတန်ကိုကြားလိုက်ရပြီးအခန်းထဲမှာတော့တခင်မဟဲလန်အသက်ဆုံးရှုံးနေပြီဖြစ်ပါတယ်။ဖိုကန်နဲ့ဥစားတို့တခင်မအလောင်းသားကိုလှည့်ပတ်ကြည့်ချိန်လက်ထဲကဆွဲကြွေးပုံစံပစ္စည်းတစ်ခုတွေ့လိုက်ရပါတယ်။ဥစားတို့ပစ္စည်းကိုတခြားကြည့်နေချိန်နေရာကိုအီဇန်ရောက်လာခဲ့ပြီးဒီပစ္စည်းကမေရင်ကပစ္စည်းဖြစ်ကြောင်းပြောလာပါတယ်။အချစ်ကိုဆုံးရှုံးလိုက်ရတဲ့တခင်ကြီးလည်းသူမတက်ဘူးလို့အခါခါညှင်းနေတဲ့သမီးဖြစ်သူကိုတန်လောင်ရင်အတွင်းချိတ်ပိတ်စီခဲ့ပါတယ်။တခင်ကြီးဖီယာလက်စကီဟဲလန်ရဲ့အနားမှာပူဆွေးနေချိန်မစင်အိုစာလဲသူစားရောက်စဉ်ကအသက်လူပြီးရောက်လာတဲ့စစ်တဲ့တော်အတွက်ဝမ်းထဲမစိုးငိုကြွေးခဲ့ရပြီးနောက်တနေ့မနက်မှာတော့အလောင်းကိုတကြိုပေးဖို့တောထဲသွားမဲ့သတင်းကိုရဲဆိုင်မှာမိမြိုက်ခံလိုက်ရတဲ့ရွာသား2ယောက်ဟာဆိုင်ရှင်စီကကြားလိုက်ရပါတယ်။အိုစာတယောက်အခါတစ်ခုနဲ့အတူတောထဲကိုဝင်ရောက်လာခဲ့ပြီးစစ်တဲ့တော်အတွက်ကျင်းလူကမြေမြုပ်ခါနေချိန်အနောက်ကချောင်းရိုက်တာခံလိုက်ရပြီးတွင်းထဲကိုကြာသွားပါတယ်။အဲနောက်ရွာသားတွေရဲ့အရှင်လက်မြေမြုပ်တာခံလိုက်ရတဲ့အိုစာတယောက်တတိယရလာချိန်မှာတော့အခေါင်းထဲကိုရောက်နေပြီဆိုတာသိလိုက်ရပါတယ်။ဒါကြောင့်လွတ်လန်းကိုရှာရင်တစ်သားကောင်းကိုတနက်နဲ့ဖောက်ကအိုသေးတဲ့ကိုရမ်းမုံနဲ့ငယ်ထက်မီးရှို့လိုက်ချိန်မှာတော့မြေကြီးကပေါ်ကိုပွေးထွက်သွားပါတယ်။ဒါကြောင့်မစင်ဦးစာဟာတရွာပြန်ဖြစ်လာခဲ့ပြီးရဲဆိုင်ကိုတန်းရောက်လာကရွာသားတွေကိုအပြတ်ရှင်းပေးလိုက်ပါတယ်။ဆိုင်ရင်ကိုလက်နောက်ပြန်ကျိုးတို့ကစစ်မေးချိန်မှာတော့တခင်ကြီးရဲ့အိမ်တော်ဒိန်းဆိုသူဟာဟဲလန်ရဲ့မောင်ဖြစ်ပြီးနာမည်ရင်းကမားရက်လို့ဆိုပါတယ်။ရွှေတွေကိုဘယ်မှာဝတ်ထားလဲထပ်မိတဲ့အခါဖះเจ้าထဲမှာရှိကြောင်းနဲ့ကျန်တာအားလုံးလည်းဖះเจ้าထဲမှာရှိတယ်လို့ဖြေခဲ့ပါတယ်။အိုစာဖះเจ้าကိုရောက်ချိန်မှာတော့မြင်းတကောင်ကနေတဲ့ဖိုးခဲကိုတွေ့လိုက်ရပြီးရွှေပြားတွေနဲ့အတူအိမ်တော်စီသွားဖို့ပြင်နေတာဖြစ်ပါတယ်။ဖိုးခဲထွက်သွားချိန်မှာအိုစာနောက်ကိုတမန်းငူလေးတကောင်ရောက်နေပြီဆိုတာသိလိုက်ရတာကြောင့်ကိုအန်နေသားကိုအသိမြင်ကဓာတ်နောက်ပြန်တစ်ချက်ဝှလိုက်တဲ့အခါတမန်းငူလေးလည်းနေရာမှာလဲကျသွားပါတယ်။ခေါင်းစုပ်ကိုချွတ်ကြည့်လိုက်တဲ့အခါတနာစရာကောင်းတဲ့အီဇန်ဖြစ်နေတာကြောင့်အိုစာတယောက်အံ့ဩနေပါတယ်။အီဇန်ပြောပြတာကတခင်မဟဲလန်တကယ်တည်ဆုံးတာမဟုတ်ပဲဆေးတော့အိပ်ပျော်နေတာဖြစ်ပြီးတခင်ကြီးဖီချာလက်စကီလည်းဟဲလန်တိုက်တဲ့ဆေးတွေကြောင့်လေဖြတ်ကြောတည်တဲ့ဘဝကိုရောက်သွားပါတယ်။အဲနောက်ဟဲလန်ဟာအီဇန်ကိုတလိမ့်ဆန်တကောင်လိုပြုမှုအောင်ဆေးတိုက်ခဲ့တာကြောင့်အသီးစိတ်တွေပျော်ပြီးတမန်ဝင်လေဘဝရောက်ခဲ့ရတာဖြစ်ပါတယ်။ရွှေတွေနဲ့အတူအင်ကိုပင်ရောက်လာတဲ့ဖိုးခဲကိုဟဲလန်ကသူမတို့လုံးစရာရှိသေးတယ်လို့ဆိုကမေရင်ကကိုကြိုးပေးတတ်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒီအချိန်တမန်ဝင်လေပြန်ရောက်လာခဲ့ပြီးအီဇန်အထင်နဲ့ဝမ်းသာနေပေမဲ့ကျိုးပေးနေတဲ့ဖိုးခဲကိုလက်သေးနဲ့ကုတ်ကအသက်ကိုနှုတ်ယူလိုက်ပါတယ်။အဲနောက်မစင်ဝိုစာမျက်နှာဖုံးကိုချွတ်ပြလိုက်တာကြောင့်ဟဲလန်တယောက်အံ့ဩခဲ့ရပြီးနေရာကိုတိုက်ခိုက်ဖို့လားမေရင်ကရဲ့ဓာတ်တို့ချက်ကြောင့်ထိုးချင်းပေါက်ကအသက်ပြောက်သွားပါတယ်။နောက်ဆုံးမှာတော့မက်ဆီဝိုစာဟာကာသက်စစ်တဲ့တော်တယောက်အနေနဲ့ကာဆက်ပိုင်တဲ့ရွှေပြားတွေကိုပြန်ယူသွားရင်းချက်ကားလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ကျွန်တော်တို့နောက်တဲ့စကားကောင်းတွေမှာပြန်ဆုံကြပါမယ်ဗျ။